你讲礼拜不也是？今天要到来，你那单。哦，漏的，打到见你的，小车的为点烂呀，那片路段我点洗了。烧就好。就这样嘛，就这样。现金里拿着。就这样马路也歪喏。Ending 1, ending 2, ending 3ပေါ့နော်မိကွန်းဟောင်းနေပေါင်းစုံအကုန်လုံးရအားနဲ့ပတ်သက်ဒီပြင်ပါရသေးလေဆိုတော့စားတောက်ကုန်ထုတ်ဒီပေါ့နော်တုတ်ခုတေးအဲ့ကောင်နေနေရတယ်စားဦးဒီတော့ပြတော့နော်ရောင်းတင်နေပို့မစင်ဂျာနေလာမေးလို့ရပါတယ်ဂျပန်စာလေးလာပြီကျွန်တော်တော့မလေးလာတော့ကျွန်တော်ဝမ်းကြော်ပါပြီးလို့ရတော့ကျွန်တော်လေးလာဖို့ဆိုတော့ဒီမှာမရှိတော့ကလေးတွေမှာကြီးပွားရေးစာအုပ်ဆိုတယ်ခဲမှာခပ်ပြင်းဘယ်စာအုပ်လဲဝတ္ထုစာအုပ်တွေတော့ဖတ်တယ်လွန်ထားတို့ပုံများခင်လည်းဖတ်တယ်ပုံများခင်လည်းဖတ်တယ်တဲ့အဲ့စာအုပ်တွေတော့ဖတ်ဘူးတယ်Okay. ခုလည်းဖတ်ပါတယ်လက်ရှိဖတ်နေဆရာညီဘူးလေးရဲ့စာအုပ်ထွေဖတ်နေပါတယ်လို့မိလာမလားဟမ်မိလာမလားတခါဖတ်ရင်9မျက်နှာပဲဖတ်တာအဲ့ဒါဘူးမဖတ်ဘူးတော်ပြီဖတ်တာညံရမီးလေအဲ့ဒါညံရမမီးပါဘူးလို့အဲ့တလေးညင်မမီတော့ဘူးတချို့ကနာမည်ခေါ်ပြီးပါနာမည်တယောက်မှလည်းမတက်တာအဆက်လိုက်နေတာဒီတော့ဗီဒီယိုရိုက်ရင်ဟိုကမမိုရီပြည့်သွားဟိုပိုင်းကြီးကျဆိုဒဖီနဲ့ပေါ့လို့ကြိုးဖုံးမှလည်းအဲ့စတိုရီnet တိတ်မကြည့်မိပါအဲ့ဒါအမြင်လိုက်တော့အိုက်စာတိုင်းမြင်လို့ရှိရင်ရုံကြော်ကြီးဖြစ်နေတယ်ကဲဂျပန်စာစာအုပ်တွေတော့မှာယူလို့ရပါတယ်N3 အခြေခံလို့ပြောမှာပေါ့နော် N3 တွေရှိတယ် N2 တွေရှိတယ် N1 တွေရှိတယ်အနေထားတော့ Logines ချော့ကိုင်းယူမလားဒိုကိုင်းယူမလားဒိုကိုင်းပေါ့နော်ချော့ကိုင်းကပါလားချော့ကိုင်းပါလားအကုန်ဆုံးရှိပါတယ်တဲ့ဒီကနေဝမ်းကြီးအဆုံးရှိတယ်စောင်းရတော့ခန်းတဲ့တလုံးနော်ဘောလုံးမဲကြီးတဲ့ကို TV တောင်ကြိုင်နေရပြောက်တော့ဒီခဲ့တဲ့နေ့ကဘောလုံးမဲကြီးလို့ရတယ်ခြေတော့ကျိုးနေရတော့သတင်းတော်မပို့ပါဘူးဒီနေ့ကတော့သတင်းစာပြန်ပို့နေတယ်ဘောလုံးမဲက TV နဲ့ကြီးပြလောက်တော့အောင်တို့ကျင်တဲ့လူစီပြောပါဟိုလေးမှာ TV လက်စားလေးတစ်လုံးရှိပေးပါမယ်ပေးပါမယ် TV တစ်လုံးပို့နေပါလေလို့ဒါကဘာလဲillustrate ဆက်စရမင်းဆက်ထရနေပြီးတော့ဟောပါတယ်ဒီအဲ့ဒါအကုန်အဲ့ဒါမရှိတော့မဆက်တယ်မပို့ရသေးဘူးillustrate ဆိုကျွန်တော်တို့ကဆောင်းမွေးဆိုင်ကလိုင်းစင်းတွေပါဖြေလို့ရင် illustrate မွန်တိုင်းရကြဘူးနော်ဆိုတော့မဖြစ်လုံးဝမှားလို့မရဘူးလုံးဝမှားလို့မရတဲ့ဟာတွေပေါ့
이거 뿌리. 오케이. 이 일렉트로리아 호환이나? 비하리 리라이네. ဟောဒီကဆိုရင်မပြော 엉거미엔さん 아리가또 밑에 그랬대. တယောက်ပဲကြည့်ရမ်းပြောက်တော့ရင်လည်းကြည့် ဟိုလိုက်လိုက်တာဖုန်းပလိုက်တာဝေါ်လာတယ် မတော်တဆကလေးတော်မျိုးပြောနေကင်မရာရှိမင်းသားနဲ့ရောရှိတော့ဟုတ်ပါဘူးကင်မရာရှိဖြတ်ချောက်ပါဟာဒီရောပြန်လာတော့အဲ့လိုပြောနေကြတယ်ဟာသားတွေကတော့ ဒီထက်ရရှိ စောအုတ်တီအခုမှရောက်လာတာဖြစ်တဲ့အတွက်ဘာပြောရမလဲဆိုခုမှရောက်လာဖြစ်တဲ့အတွက်ဒီလိုပေါ့နော်လီအုပ်တွေငါအုပ်တွေတချို့ထူတဲ့ဟာကြီးတွေနဲ့နှုတ်အုပ်တွေလောက်ပေါ့နော်အဲ့ဒါပြန်ပြီးတော့သူ့မျိုးစားတိုင်းပြန်ပြီးဆွဲစီပြီးပုံမှန်ဆိုတော့မလုပ်ပါဘူးကျွန်တော်ဒီလုပ်ကြကျွန်တော်မလုပ်ပါဘူးသူကဘာလုပ်လဲလုပ်ပေးရဆိုတော့မဖြစ်မနေခိုင်းလို့ပါမဖြစ်မနေလုပ်ရမယ်ဆိုတော့ဟာဆိုဒါတဲ့ရောင်းချင်းလုံးလှုပ်ချင်းလုံးလည်းမဟုတ်ပါ မိမခိုင်းလို့ပါ ဟုတ်တယ်မိမခိုင်းလို့ပါပြောအင်းကိုကြောက်လို့ပါပြော ဒီလိုပြီးနေရတာဆိုမိမခိုင်းလို့အဲပြောမိတယ် ပြီးနေဆိုတော့လည်းကျွန်တော်မှတစ်တော့မှတော့ဟာသားလေးနဲ့တင်တာလေကျွန်တော်လေတိုင်းလေးတင်ပြီးတော့အောင်များတယ်အေးတိုင်းကတင်လာတော့တင်ပြီးရတယ်ပါမင်းသူများတွေကိုနိုင်ကျင်းနှိမ့်ဆက်တာလို့လုံးနေတယ်ဟာလုံးပေါ့များမင်းဒါနဲ့မင်းကဘယ်သူ့ကိုကြောက်လို့တင်ကျွန်တော်မင်းအင်အားမိမမနိုင်ဘူးဟာအဲ့ဒါဆိုတော့လုံးနေတယ်ငါကိုယ်တိုင်လည်းအင်အားမိမတော့မနိုင်ဘူး ဝင်းကြီးတဲ့လူလည်းမရှိဘူးကွာကဲဝင်းကြီးတဲ့လူတွေမှန်တယ်များဝင်းကြည့်ပြီးတော့မန်းငယ်တဲ့လူမှန်တယ်များကျွန်တော်စတားတစ်လုံးစီပြီးမယ်ဗျာလက်ဆောင်စတားပွင့်တဲ့လူမှန်တယ်များစတားလက်ဆောင်တစ်လုံးစီပြီးမယ်ဗျာဒီဖိုင်ကိုကြည့်ပြီးတော့မန်းငယ်တဲ့လူတွေကျွန်တော် start လုံးပြီးပြီးပါမယ်ကျွန်တော်ရဲ့အကောင့်ကနေပြီးတော့စာအုပ်မှာယူတဲ့လူတွေကိုလည်းကျွန်တော် start ပေးပါမယ်မြိုင်းဟုတ်ပြီမတက်နိုင်တော့ကျွန်တော်ပြီးပြဆိုတော့ start ရဲ့လက်ဆောင်ရှိပါတယ်ဂျီရိုဖူကူရောဆိုတာအိုင်ပုံစံလေးနဲ့လှုပ်ထားဆိုတော့ဒီဒါနဲ့ဖြက်ကလေးနဲ့လီးရောရာစာအုပ်တွေကထိခိုက်မှာဆိုလို့ဆိုပြီးဒီတိုင်းပဲတူလန်းချောင်းတိုင်းနဲ့တော့ကဲမပြီးမချင်းကျွန်တော်ပုံထောင်ထားပါမယ်ပြီးတော့ပါတော့50မှာတော့โอเคကြည့်လို့ပြီးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့စောင့်တိတ်လို့ခြင်းနေဆိုရင်ကျွန်တော်ကို Messenger ကနေဆက်သွယ်ပေးလို့ရပါတယ် and 1 and 2 and 3
ပေါ့နော်သူတို့နဲ့ပတ်သက်တဲ့မိကွန်ဟောင်းပဲဖြစ်ဖြစ်ခန်းကြီးပိုင်းပဲဖြစ်ဖြစ်အားလုံးပေါ့နော်တို့ကိုင်းမယ်ဖြစ်ဆက်လိုက်တယ်ရပါတယ်ဂျပန်နိုင်ငံရဲ့မြည်ကြီးနေရာမစိုး ကိုက430 600 ခုကတော့400ကျော်လောက်ရှိသလို600ဝန်းကျင်လည်းရှိပါတယ်အားလုံးကိုပို့ပေးပါတယ်ကိုလည်းပို့ပေးနေပါတယ်ဒီစားကပါလေငိုရီးတွေလည်းပြတ်နေ စေးချက်ပြန်ပို့တာ စားလို့မထီခဲ့ဘူးနော်ဘောနင်းနေဒီအောင်ရဲ့လူဆိုရင်လှုပ်သေးဆိုရင်အကုန်လုံးအကိုရဆိုရင်ခီချောမန်လို့ခေါ်တာအဲ့လိုခေါ်ခံရတဲ့တိတ်တော့မကောင်းဘူးနော်ကိုကိုဂုံယူလို့ရရမယ်အလိုမျိုးလူပဲတိတ်မကောင်းလို့ပြောမှာစီးစနစ်တာကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဂျပန်လိုခီချောမန်လို့ပြောတာဒါဂျပန်စကားတော့တိတ်မရပါဘူးလူပြောချင်းဆိုရင်လည်းရှောက်ပြောတာပါကျွန်တော်ဂျပန်လာလေးလာနေတယ်ဟိုတဲ့ဂျပန်စကားမရပါဘူးခီချောမန်တိတော့တိရပေါ့နော်တိတ်မတုံးပြဘူးဒါပေမဲ့ EK မန်ဆိုတော့တိပါလေ EK မန်ဆိုတော့တိပါရဲ့နော်ကျွန်တော် EK မန်လို့မှန်းတဲ့လူတွေကိုကြည့်လို့အများကြီးတင်ပြီးပါအောင်ပါပဲ ဒီကမှမဟုတ်တဲ့ဒီချက်မှန်မန်ခံနေပြီပါလေညာ ငကိုတော့ဘီယန်နန်တယောက်လားမသိဘူးလေနာမည်တူရှိရတယ်မောင်နဲ့သူကမ အဲ့ရတဲ့ဒါလေးရကြလုံးကြီးလာတယ်အဲ့တန်ရှင်း ခေမအဲ့ဒါဟိုဟာလေးငကိုတော့ဟာရှိရဂုံမှုဘဲတာလေးရှိရတယ်အိုင်ကွန်လေးနဲ့ရှင်းလိုက်ရင်ပို့ပြီးတော့တော့ဒီလားဂုံမှုဘဲတာလေးနဲ့ဖြည်းဖြည်းဆိုထိုးလို့ပါဝိုင်တော့မနာဘူးဒါမျိုးလက်သေးနဲ့ဆိုရင်စားအုပ်ကိုနည်းနည်းစင်းရထင်သွားတယ်ဒီနေ့စားတော့ကုန်လို့စားဦးလေးရပါတယ်ကုန်ထုတ်ဆက်လိုက်ရမယ်ဟိုတယ်ဆက်လိုက်ရမယ် တုတ်တေးရှောကူဟင်ပုံစံမျိုးတွေနော်တုတ်တေးရှောကူဟင်ပုံစံအားမျိုးစားအုပ်တွေလည်းရရနော် တေရဲ့တုတ်တဲ့အီချီကိုရဲ့စားတော့ကုန်ကိုဟာရမယ်တက်စတူရမယ်ဆက်လိုက် အဲ့ဒါရဲ့ဝဟရာပိုင်းဆိုင်ရာရဲ့နောက်ပြီးတော့မိကွန်းဟောင်းရင်ပေါ့နော်အဲ့ဒါတွေရှိပါတယ် စားတော့ကုန်တို့ရဲ့ဟိုတယ်ရမယ် စာအုပ်ဖတ်ပြီးလို့နားမလဲတာရှင်တော့ကျွန်တော်ပြောဩ ကျွန်တော်လည်းမသိပါဘူး ကျွန်တော်သေးသေးရှင်းပြမဲဒီစာအုပ်တွေလုံးနေမှာတော့ဘာလို့နားမလဲအောင်အဲဒါကြီးကျော်အချင်းချင်းခောက်ဖတ်ပြီးမှာဖတ်ပြီးမှာပြိတ္တတော့ကောင်းမကောင်းတော့အချပြလေကြောင့် ဒီစားဦးလေးတော့ကုန်ဖိုက်လာပြီ ဒီစာအုပ်တွေဖတ်ရတာပါအများလေဒီစာအုပ်တွေအန်ဝန်းနဲ့မြင်နေအောင်မရှိဘူးကြောက်ရတော့ ပြောတာပြောရနော်ဟာတာပြောမှာမဟုတ်ဘူးတော့ဂျပန်ကမလုပ်လို့မဟုတ်ပါဖြစ်တယ်မရလုံးချင်းတွေလည်းမရှိဘူး မလုံးလို့မရတော့မလုံးရင်တော့ရတာပေါ့အဲ့လိုလုံးကျင်သေးရှိမှရ လုံးတော့မှာရရှိ live ပြင်ပြီးတော့စာလုပ်ပြတော့ အဲ့ဒါနဲ့သူများနေစားလေရအောင်ချက်နေလို့ပေါ့ကော တကယ်စာလုပ်ပြတော့မှာဗျာခန်းကြီးတနည်းကိုမဟုတ်ဘူးဗျာကျွန်တော်ဒီခါရောပြီးဆိုလုတ်ပိတ်တော့နော်ဒီတစ်ပတ်ကိုဥမာအလုံး30လောက်ရေးပြပြီးနောက်တစ်ပတ်ကျရင်ဒီလုံး30ပေါ့နော်ဂျားတဲ့တရက်ပဲဖြစ်အဲလုံး30ကို provision ပြန်မယ်ပြီးရင်နောက်တစ်ပတ်ကျလို့ရှိရင်လုံး30လောက်ထပ်တက်မယ်ပေါ့နော် အဲ့ဒါလည်းရတော့လာနေမှတယ်လည်းရေးထားကျန်နာတော့ဒီအတိုင်းလီးပေါ်တာညာအမေစားတင်မာရှိကလေးတွေ ဆိုတော့စတင်စိတ်ရှိ ကိုယ်နဲ့ကလေးတွေကအခုဆိုအန်ဒူးတွေအဝမ်းနေအောင်ကိုရီးယား ကီနိုအီချီတဲ့ဟိုကရှုပ်ကွင်းလို့ရေးတာပေါ့နော်သူက
တော့အများကြီးပဲတော့စာအုပ်တွေတကယ်အန်ဒုခန်းကြီးတွေပါလာ အန်ဒုခန်းကြီးတွေဒီဘက်မှာလေ ပဲပဲငါစီ ကြာမတူမေတူမက်စဖီရိုမာစတာလေအန်တူလေ အန်ဒုအဲ့ဟာရစတာဆက်ဆက်ရမဆက်ရတော်နေနေတာ ချီတီလီတီ ချောင်းမအိမ်မဒါလည်းဆက်ဆက် အန်တူမတူမေ แต่โค้ดดีกว่าก่อน ကိုကြီးလေဘုံဘို คันจีป่ะเลยคันจีตะเล่าคันจีบงโบยังโอ้ยสุดจะทำมาเรียนนี่หาตัวจริง ဖတ်ကြည့်ရတယ်တွင်းနဲ့ကြည့်ရတယ်အပေါ်ခန်းကြီးကကြည့်ရတယ်တူကိုင်းတူကိုင်းလားချိုကိုင်းလားမကွေးမှဆိုဖတ်ကြည့် บงโบ ဒါအန်တီရဲ့တူကိုင်းနော်ဒီစောင်းလေးစီလိုက်တော့ဒီဘက်ထုတ်ပြီးဒီဘက်ပြီးလိုက်ဒီဘက်ဖောက်လိုက်တော့ ก็อย่าโกงดิโกงโลก ကြီးတဲ့လူမရှိတာတော့မဟုတ်တော့ဟိုဟာနဲ့တကယ်စားပြီးတဲ့လူမရှိတာဒါတော့မပေးပါနဲ့ဗျာလို့စေကျွန်တော်မှထားရတဲ့မရှိဘူးဖြစ်တယ်ဂျပန်မှာခုကထီနာမည်ကြီးနေနော်ဂျပန်မှာထီနာမည်ကြီးနေရွှေခက်ကရွှေခက်ကကုန်စံလောက်ရှိသွားနေတယ်ထီနာမည်ကြီးနေတကယ်လို့မြန်မာပြည်ဘက်ကတော့နော်ထိုင်းလိုပါတော့နော်ထိုင်းရလဲဘောတော့ ตรงนี้ปามาลามดิคันจี တကယ်လို့ဂျပန်ထီထိုးခြင်းနေဆိုရင်မြန်မာပြည်ဘက်ကလူတွေပေါ့နော်ကျွန်တော်ဒီအင်္ဂါနေ့ဆိုရင်အားရလိုက်လို့ပေါ့ရင်ကျွန်တော်မြန်မာပြည်ချက်ကူတယ်လို့ဖော်လက်လေးပဲပြီဖော်လက်လေးပဲပြီ พอแล้ว အာချေဦးမဆိုလို့ရှိရင်တစ်ထောင်မိုးပေါက်လို့ရှိရင်တစ်ထောင်မိုးဆိုရင်9သိန်းရတာပေါ့လား9သိန်းရရင်ကူတယ်လေကို9000လောက်ဖြစ်ဖြစ်ပေါ့နော်2000လောက်ဖြစ်ဖြစ်ဖော်လက်ပေးရပါ အဲ့ကြတော့တကယ်တော့ချဲရမှာချီရမပေါ့ဘူးဆိုလို့ရှိရင်မမမြောက်ဘူး မပေါက်လို့ရှိရင်တော့နင်းချင်းဝန်ဆောင်ကလည်းရမယ်ကိုကတက်ကူညီတာမျိုးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့အလိုမျိုးလေးကိုကနဲ့ကိုပြိတဲ့ကိုရှာကဲတော့လုပ်ပြီးလည်းပြင်ပန်းသွားပြီမတော့ရတော့ကြာပြီဒီကော်ဖီကခန်းကြီးတွေစလို့ရင်ဘယ်ကစလို့ရမလဲဆိုတော့စလို့ပြလို့ရှိရင်တော့စောင်းတည်းက3 2 1ရောင်းတာဆိုတော့3ကနေစလို့လိုက်မယ်ဗျာအန်3ခန်းကြီးကနေစပြီးတော့ကျွန်တော်ခန်းကြီးရေးပြမယ်ဗျာတော့ကျွန်တော်ရေးတဲ့အတိုင်းလိုက်စီပြီးတော့ဟွာရောမလုပ်ကြနဲ့စောင်းလေးအာမပေးဘဲတော့မလုပ်လိုက်ကြနဲ့ စာလို့ချင်တယ်ဒါပါ လုံးချင်းစိတ်တွေဒါပေါက်သွားတယ်ကျွန်တော်ကတပတ်မှလုံး30လို့လူညာတော့လုံး100လောက်လုံးချင်တဲ့လူမျိုးဆိုရင်တော့ဝယ်ပေါ့ဗျာ ရောဒီမနာအမတို့ဘာလို့မအန်တပြီးပြီပါ ရနောက်တူကိုင်းချုပ်ကိုင်းလား သူက那我讲呢，他这样他这个စာအုပ်တွေကဖွင့်လာဖွင့်ပေးနေတယ်နော်တိတ်ပြီးစာအုပ်တွေတိတ်မသိဘူးပေါ့ဗျာဟိုပြောမယ်ဖျားစာအုပ်တွေကအကြောင်းအရာတွေတော့အကုန်လုံးတော့နားမလည်ဘူးပေါ့ဒါပေမဲ့ဖျားစာအုပ်တွေပါလေရောင်းပြီးတယ်လူအဲ့လိုဖြစ်နေကျွန်တော်လေဒီထက်အကြောင်းအရာတွေတော့အကုန်လုံးသေးသေးပေါက်ပေါက်တော့မသိဘူးဒါပေမဲ့ဒီစာအုပ်တွေရောင်းပြီးတယ်လူဖြစ်နေတတိယနေ့နဲ့တော့နားလည်အောင်လုပ်ပြီးပါမယ်လုပ်ပါမယ်လို့တစ်နှစ်တစ်ဆက်လောက်နားလည်မဆိုတော့တစ်
နေ့တစ်ဆက်ဆိုတနေ့တစ်ဆက်ဆိုတော့ဖြစ်နိုင်ရည်ရှိပါ နိုင်ပြီအန်ဒီစီမာခံကြည့်တော့အန်တူစန်စဲနေစစ်ချောက်ထပ်တူအန်ဒီစတန်ဒတ်နှာခေါင်းလေးလာတော့အိုးကိုစင်တဲ့ ချစ်ကိုရေကြီးနှောက်ကဆိုင်လေသူမိစိန်ငါကြီးရှိတဲ့ရက်ကကြာနိုင်ပါစေရေပြင်းမရုံရည်လို့ဘာတစ်ခုမှမထင် တူစမ်းစဲနေဆက်ချောက် ဒီမမညီမလေးကျေးဇူးပါ တူဆက်ချောက် နော်ဒီကနေပြီးတော့မှားခြင်းနဲ့မှားယူလို့တော့ရတယ်နော်ဒါပေမဲ့ကျွန်တော်အယောင်ပေးမဟုတ်ပါဘူးအယောင်ပေးကတက်တင်နာပါလေဒီကျွန်တော်ပေးရပင်းထောက်ပေးပါမယ်နော် ခုထောက်လိုက် ခုထောက်ရအောင်အဲ့ချက်တွေဝင်းနေအောင်နော်လိုက်လွင်တာဘယ်လိုလုပ်ရမလဲမသိသေးဘူးတော့ကျွန်တော် လိုက်ကတားကြရဆရာ ကျွန်တော်ကားမောင်းနေလဲလိုက်လွင်တာဘယ်လိုလဲဆိုလိုက်လွင်တာလွင်ရင်လုံးမဟုတ်ဘူးဖုန်းကဗီဒီယိုရိုက်လို့ရှင်ပြည့်အဲ့မှာ926 GB လားမဟုတ်256 GB လား200ဘယ်လိုတော့အဲ့လိုမျိုးဖုန်းဆိုပြီးမဲ့ဟိုဟာ အားလေးလောက်တယ်ပတ်စံတောင်းတော့ တအားပြည့်တယ်ဟိုလာစဉ်ကြီးဆိုတော့ပေးပြီးတော့ဝေထားတာရှိအဲ့ဒါလည်းမထူးသေးလားဟိုဒါတော့မှ2020လောက်ကစပြီးတော့ iPhone ကိုင်းတာဆို iPhone တွေက iCloud ကပြည့်နေလို့ကွန်ပျူတာတွေခွဲထည့်တာ2နှစ်စာလောက်ကဟိုတလောလေးတော့ auto ပျောက်ထွက်သွားတယ်ကျွန်တော်မှအဲ့ကွန်ပျူတာတွေကိုပြန်ထည့်ပြီးတော့ iCloud ကနေပြီးတော့ doc ကနေပြန်ရှာပြီးတော့အရင်တော့ပုံဟောင်းနေပေါ့အဲ့ဒါဒီပုံလုံးကိုအဲ့ကွန်ပျူတာတွေလက်တော်တွေပြန်ပြီးတော့ down ထည့်တာတော်ကြီးကလွယ်လို့နော်လာစဉ်ကြီးကလည်းအများကြီးပြင်တကယ်တမ်းမလွယ်ဘူးဗျာနည်းနည်းတော့မှတစ်လ900လောက်ဆိုတက်တာတယ်တော်သေးရပေါ့နော်အဲ့တဲ့ပူများရင်လာစဉ်ကြီးကလောက်မပေးချင်ဘူးအဲ့ရဲ့မမိုရီကတ်လို့ဟာမျိုးဝယ်ပြီးတော့မမိုရီကတ်ထဲကိုပုံဟောင်းနေပေါ့နော်တိတ်သုံးမပြူတဲ့ပုံနေအာမျိုးတွေပေါ့နော်အဲ့ထဲကိုပြောင်းထည့်ပြီးတော့ဒီတိုင်းစတစ်နဲ့ထားရတာပေါ့စတစ်ထဲထည့်ထားတာအဲ့လိုလုပ်တာပေါ့လောလောဆယ်တော့အဲ့ဒါရှိရမလို့ရတယ်ဒါပေမဲ့ကွန်ပျူတာလေးပဲတောင်းတာကဲငယ်တော့ဒီလိုလို့ဆီယာမတားငေါ့တယ် ဟောမလေးခန်းကြီး ဟောရောခုန ခန်းကြီးဟော တက်တေးဒီနိုအန်ဒူခန်းကြီးရဒီမှာခန်းကြီးအလွယ်မှနီးတဲ့ ခန်းကြီး ခန်းကြီးအလွယ်မှနီးတဲ့ခန်းကြီးအလွယ်မှနီးဟုတ်တော့ဟုတ်တယ်နော်ကျွန်တော်တို့ဆိုရင်ပေါက်တက်ကရတွေလည်းလူပြီးစောင်းနေတော့မလို့ပေါက်တက်ကရတွေရှောက်တယ်ကလေးတော့စာတင်ရတော့တော့ရှိရပါဘူးကျွန်တော်တို့အန်ပူလောက်ထိတင်ခဲ့ဘူးဆိုတော့အန်ပူလောက်ထိတင်ပြီးတော့ဒီဂျပန်ထွက်လာဂျပန်ရောက်တော့လေလုံးနဲ့လာတာဆိုတော့စာအသက်မတင်ပြီးတော့လိုင်းမော်လည်းမတင်ဘူးဒီစားတောက်ဆိုင်ပေါ့နော်ဂိုင်းရှော့ခုတော့တုတ်တိတ်ဂိုင်းရှော့ခုလားအဲ့ဒါလည်းတိတ်မှတ်မိတော့ဒါပေမဲ့မှတ်တော့မှတ်မိတော့ဘောနော်အကြောင်းရတယ်ကျွန်တော်စားတောက်ဆိုင်မှာတော့ကြောလုပ်နေတာစားတောက်ဆိုင်မှာတော့ရောက်လုပ်နေတာ9နှစ်လောက်ရှိပြီအဲ့တော့မမီးရေပေါ့သိရင်ပေါ့ဗျာမမီးတော့ပေါ့အကြောင်းရတယ်အကုန်လုံးကတော့သိရဗျာဒါပေမဲ့ဘာဒီဆိုတိတိကျကျကြီးအလောက်ကြီးမသိဘူးကြမ်းပြင်းတော့စိုက်နဲ့လုံပုံလုံနီးတို့ကတော့လူမျိုးကတော့သိတာပေါ့ဂျပန်စာတော့သိရမှာလက်မှတ်လို့ခြင်းလို့ပို့ပတ်တော့ကောက်ကြည့်ပြီးဖြေလိုက်တာအဲ့ဒါနဲ့ပြီးရောဒီမှာရှိသေး စားတော့တိတ်လို့အောင်တော့အောင် ဒီမျိုးကစာအလောက်ကြီးလုံနေပါမလားဘောမှာစာလုပ်ပြီးတော့ချိန်ကုန်နေပါမလားလုံတင်းတော့လုပ်ပြီးတော့တော်ကြီးပေါ့
ရှင်းလို့ဒီစာဖေးမဲ့ဒီတရားမတော်ရှိမှာ ။ညာတော်ပြီလေ။ညာအကြောင်းကြောင်းသားတွေဆိုရင်ဟိုအကြောင်းကိုလောက်အားကားတွေအကြောင်းကိုအကြောင်းလားကနေနဲ့တွင်းလိုက်လေတစ်နှစ်ကို190နော်။သူလေးသားပါလေ။တချို့ပညာရဲ့ဒီကကိုယ်စီးပူးခြင်းလို့မရဘူး။ဆေးရကပေးပြီ အဲ့ဒါပတ်စံပြီးပြီးတော့ပတ်စံကုန်တယ်လို့ပြောတာဒီကပညာစားရင်ဒီနာ ။ကောင်းပါလေ။ဘောဂျပန်မှာကတော့ကြောင်းလာဘွားရေးဒီကုန်နေပါ ဂျပန်မှာကောင်းနေဗျာဘယ်လိုတော့ကိုနိုင်ငံနဲ့မြန်မာနဲ့မတူတာတခုကောင်းတယ်ဘယ်လိုတော့ဆိုတော့အေးဆောင်းတကုတ်ကနေနေ site ကသေးနေလားဟုတ်တယ်ဗျာသေးနေတာ တူလို့ဒီမှာတိကျကြည့်အောင်ဆေးရမင်းဆက်ချော တူတယ်ပုံစံနဲ့တူဟုတ်တယ်နိမေအာနင်း CD နော်ဒါ CD စီဒီစကမော အာဒါဟုတ်တာပဲဒါကဟုတ်တာပဲ 你们俺都说嘛都没看你烧了个戏了，哎，能记得吗？ ယောဒါချုပ်ကိုင်းစောက်ကြီးချုပ်ကိုင်းမို့ချုပ်ကိုင်းစာရီရေးပေးတာဘာလို့ CD နားထောင်ရင်းနဲ့စာရီလိုက်ဖတ်နားထောင်တဲ့အတန်းလေးစာလိုက်ကြည့်နေရမှာ 我到哪趟没有记啥，没记来微信。そんなの人と男の人は話でいますまずは何をしてますかあらはべでいらあらはべ紹介あらはべでいらあらまあကိုလေးစိန်တော့အဲ့ဒါအာဘယ်လိုလဲယောက်ျားလေးဆိုရင်ယောက်ျားလေးပေါ့ဗျာယောက်ျားလေးဟိုပေါ့ယောက်ျားလေးပေါ့နော်ကလေးတော့စောင့်မှတ်တော့စောင့်ဝဲစောင့်ပြီကတော့မှတ်တော့မိန်းကလေးဆိုရင် G ပေါ့နော်အတူကောင်းG ပေါ့ယောက်ျားလေးဆိုရင် M လို့ရေးတာယောက်ျားလေးကမာစုပထမဆုံးဘာလုပ်တာတော့ဆိုတော့နောက်ကပထမဆုံးဆိုရင်1ဆိုရေးတာမြန်ပြီးဆိုမှတေချာလေးနားထောင်ပေါ့မေကွန်းလေးအရင်မှတ်တာကျွန်တော်တို့မှတ်တာတော့ဘာပြောလိုက်တာတော့ဘာခိုင်းလိုက်တာတော့ဆိုတော့အဲ့ဒါလေးမှတ်တာပြီးဆိုလို့ရှိရင်နောက်ခါလေးချောကိုင်းမှတ်လို့ရှိရင်အဲ့လိုမျိုးလေးနည်းနည်းလေးရေးပြင်မျက်လုံးလေးဝါးဝါးလေးပွင့်မျက်လုံးလေးကိုမှိတ်ပြီးတော့တေချာအာယုံစိုက်ပြီးတော့နားထောင်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဟောပြတာချောကိုင်းဆိုရင်ဒီရဲ့အတိုင်းပဲမန်တန်နီမြေရမုံစာမွေးဖြည့်တဲ့လူတွေကျွန်တော်တကယ်အကျဉ်းဉာဏ်ပေးကြရတော့ level တစ်ခုကိုလုံရောကျွံရောနှစ်ကြိမ်နဲ့ပို့ပြီးတော့မဖြည့်မိသေးနဲ့ဗျာပထမတစ်ကြိမ်ဖြည့်ပြီးရင်ကိုယ့်အချိန်တွေကိုသိနောက်တစ်ကြိမ်ပတ်စံပေးရမှာကျွန်တော်တားနှစ်မျိုးတယ်ပတ်စံမရှိလို့လည်းမဟုတ်ဒါပေမဲ့လက်ခတ်တက်ယူကိုယ်ပိုင်တော့ပြီးဆိုမှသာဖြည့်တာရှားထဲမှာတစ်ကြိမ်ဇက်တက်ကြီးဖြည့်ဖို့ဒီလိုတစ်ကြိမ်ဖြည့်လို့တော်တော်ကြာသွားခဲ့တယ်ငါဘာတွေလိုလဲဆိုတော့လုံးဝပြည့်စည်ပြင်ဆင်ပြီးဆိုမှထပ်ဖြည့်အဲ့ဒါအကောင်းဆုံးတော့အဲ့တိုင်းပဲလုပ်တာလို့တော့ဆိုတော့နူဆန်ဒီခန်းကြီးလွယ်မှန်နီနော်ခွန်သုံးခုဆိုတာခွန်သုံးခုခန်းကြီးလွယ်မှန်နေတာတိုက်ပါဒီခန်းကြီးစာအုပ်ရတော့ငါကတော့စိုးမတူမဲတိုင်းပါပဲသူကမြန်မာလိုမပါပါဘူးဘုံလုံးဟိုပါလေနော်အင်္ဂလိပ်လိုပဲရှင်းပြတာစိုးမတူမဲအဲ့တိုင်းပါပဲနော်တော့ရှော့တာပီ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 ဒါပိတ်တယ်ဒီမှာစောင်းရထည့်နေရတာပိတ်ဒါဘယ်သူဟာဆိုပုံစံသူကနာမည်တွေအမှတ်မိတယ်ရေးထားတယ်လာပြီအော်တော်တွေတို့ဒီတိုင်းပဲဆွဲစီပေးတယ်အရင်နော်ဒီတိုင်းရှင်းနေလေးနေလို့စိုးမတို့မဲ့ခန်းကြီးဟာဒီပါယောအန်ဒူနော်အန်ဒူစိုးမတို့ခန်းကြီးယောကိုကဲတေးကြပြီနောက်လေးနောက်တစ်ပတ်ဆိုရင်လည်းဒီချိန်ဆိုရင်ကျွန်တော်ဂျာရီပဲလုပ်ရတော့လိုက်
လောက်တာလောက်နေပြောရဟိုပြီးခဲ့တဲ့ဟိုလောက်တော့တစ်ပတ်လောက်တော့ကျွန်တော်မှန်းတဲ့လူတွေဖြေမှန်းတဲ့လူတွေပေးမယ်ဆိုတော့နေကင်းတော့ဝင်တော့ကြည့်တယ်ဘယ်သူတွေမှန်းနေဆိုတာဟိုဟာဒီပုံတွေပါနေမရိုက်ရတယ်အဲတင်ပြီးပြီးလှမ်းပြီးအောင်လိုက်ပြီးအောင်စတားလိုက်ပြီးအောင်ဟာတဲ့ကျွန်းကြီးကလိမ္မာရဆိုဟုတ်လို့ပြီကျွန်တော်ဒါကြီးတစ်ခါမှမပိတ်ဘူးပိတ်ရတယ်နေခက် ဆောင်းအောင်နောက်ပိုင်း ကျွန်းကြီးကလိမ္မာရပဲတဲ့ကျွန်တော်အဖေကတော့ပြောနေရပါဗျာသူတရားမှန်းစစ်တယ်ငါသားတဲ့လူတိုင်းရဲ့ပြဿနာတွေကိုသိစိတ်ရှုခံပြီးလိုက်ဖြေရှင်းပေးမနေနဲ့တဲ့ဟောမကြောင်သားတယောက်ရဲ့မိကွန်းတော်မှာတဲ့ဟောဆရာကြီးတွေတောင်ဖြီနိုင်ပေါ့နော်မြတ်စွာဘုရားလွယ်ပြီးလို့ရှိရင်တဲ့ဖြီနိုင်တဲ့လူဆိုတာရှားတယ်တဲ့ဟောပေါ့နော်ဒီလူမျိုးမိမှဒီနေ့တော့ဒီနေ့ဆို ဟုတ်တော့မစောအောင်လုပ်လေးပေးပေး နည်းနည်းချင်းချင်းတော့ အဲ့လာလားအဲ့လာပါနေတော့အဲ့လာပါဖြစ်မစောအောင်လုပ် ဟာယောဒါမဲ့မှားတကွသင်္ကန်းသာပါရှောက်ပြတော့နော်ကျွန်တော်ညင်းရတော့这个嘛，YouTube嘛，自己，YouTube嘛，啊，有背，记，ကြည့်တော့ကိုချူလီဂျပန်နေဒီလိုမျိုးပိတ်တာဒီစာအီးတွေခောက်တာတွေတော့သူတို့နာမည်ကြီးရတယ်ရောက်ကသာတော့ကြားဘူးတော့နော်ဘယ်လိုတော့ဆိုသူတို့တွေကလက်ဖွဲ့လေးလူချင်းမှာလက်ဖွဲ့လေးပေါ့နော်ဒါလက်ဖွဲ့မလို့ပစ္စည်းလေးဝယ်လို့ပေးလိုက်သူတို့ကဖုတ်ဖက်နဲ့ခောက်ပြီးတော့ခါရင်းနဲ့ကပ်ပေးလိုက်တယ်ဘယ်လိုလဲတိတ်ကိုနောက်ဆုံးမှတစ်ချက်ပဲကပ်လိုက်ဖြတ်နေနေအဲ့ဒါလေးရဲ့သူတို့ရဲ့ရိုးကြပါဗျာမြန်မာပြည်မှာလည်းအလိုပကီလုံးတဲ့ဘိုင်းနေမှာကျွန်တော်လည်းမကြည့်ဘူးဆိုတော့မသိဘူးပေါ့နော်ဂျပန်ရောက်မှလိုမျိုးလေးတွေကဝယ်ပြီးတော့ငွေချင်းတယောက်လက်ဆောင်ပြီးတော့လိုမျိုးလေးကျုံဒီဆီယာမကြီးရှင်းပြဂျပန်ရဲ့ဒီနေရာမှာနာမည်ကြီးရဲ့တဲ့လည်းမြန်မာကြီးနာမည်ကြီးရဲ့ဆိုတော့ခုကြွားနေတာသာပေးရတဲ့အတိုင်းပတ်ဘိတ်ကြီးလေးတခုပြကြည့်哦，对，这个的多穿哪一个？没有地方穿了了。တကယ်တော့မဟုတ်ဘူးဟုတ်တယ်ခဏဒီမဲ့သူကနေမဲ့ဒီချွန်လေးပြင်ထွက်နေချွန်လေးကဒီလိုလေးခောက်တယ်သူတို့မပြင်းဟုတ်တယ်တောင်းလေးနဲ့ဒီမဒီချွန်လေးတို့ကင်ပြီးတော့နောက်ဆုံးကြမှာထည့်ချွန်ကဒီပေါ်ပိတ်တယ်တော့ဘူးချွန်ထည့်တယ်ထည့်sorry ပါလို့မတော်တဆဖြစ်သွားရင်လည်းကျွန်တော်အလုပ်တင်နေမှုပါလို့နားလည်ပြီးကြအောင်လုပ်တင်လေးအိုက်ပြုတ်နေတာဟိုအေကွန်ကန်ဘတ်လို့နော်တော့အိုက်ပြုတ်မှာပေါ့ကျွန်းလို့ဒီနောက်တစ်ချုပ်ကဆိုကျွန်းလို့စီထုတ်ကနောက်လေးတစ်ထုတ်ကပွားရပြောပြပေါ့ပထမတစ်ခါလင်ခံရလို့ရှိရင်လင်ခံရတဲ့လူညံ့တာပေါ့ဒုတိယကြိမ်လင်ခံရလို့ရှိရင်တော့တတိမထားဘူးတတိယကြိမ်ရောလင်ခံရရင်တော့လင်ခံရတဲ့လူကညံ့ဒုတိယကြိမ်ရောလင်ခံရရင်လိန်တဲ့လူကတော်တာပေါ့နော်အဲ့လိုပြောနေOkay. 你们呢？ဖြစ်ဒါပေမဲ့စမ်းကြကြလို့ဖြစ်သေးတယ်စမ်းကြကြဖြစ်သေးတယ်ဒါနာမည်ရကပ်ပြီခုမှကပ်ကပ်ပြီနာမည်ကပ်ပြီးသားတယ်နာမည်မကပ်တယ်ဒီနိုင်စာရတေလို့ကြာကဲဒီကနေ့စာအုပ်လာဝယ်တဲ့လူတွေအကုန်လုံး 100% စာမေးအောင်ရပါစေတူချင်းချင်းနဲ့ဆို
မြိုင်းမွေးနော်ဗျာအနေဆုံးအမှတ်က130နဲ့ထက်လောက်တော့ရသေးတယ်ဂီဒီ90ကျော်နေတော့တော့ မန်တိုင်းမနဲ့တော့ မန်တန်လားမန်တန်မဟုတ်လေနီကိုင်းမဲ့ဖြေရလူကမန်တန်ကွာလာချင်းပထမဆုံးဖြေတယ်လူကတော့တော့မန်တန်မှန်းထိုင်150ကျော်အဲလေချာချပြီ မန်တိုင်းမတရားငါဒီတော့ စူပါတော့အိမ်မှာပါတော့စူပါရတဲ့နာမည်အဲ့ရနေတော့မြောက်သွားဒါပေမဲ့ဒေါ်ကျူကိုပြန်သွားရတယ်ဆိုဒေါ်ကျူပြန်သွားကဲတွေ့ကြုံစကားပြောတယ်ဆိုလက်ခံတယ်ကျွမ်းကျင်သွားတဲ့ချိန်ကြလို့ကျွမ်းကျင်သွားတဲ့ချိန်ကိုတွေ့ကြုံရသွားတဲ့ချိန် စောက်ကလည်းရောက်ခါကြည့်နေတာပုံညက်နေတာခါလေးရောက်အောင်ချလိုက်စားအားတဲ့ဒီအချင်းတိုင်းရောဒီဒီတမိုင်းရှိ နောက်ခါကျရင်သူ့ပေးရနေပြီးတော့ဟိုဘက်ကနေသူလည်းလိုက်ထွင်တာကျွန်တော်ပေးရနေစကားလမ်းနေပြီးတော့ကျွန်တော်စိတ်ကြိုက်တော့လူဝင်တူမဟုတ်ရကျွန်တော်ပေးရလူကျွန်တော်ရဲ့လူတွေနားကြီးမှဆိုသူပေးရနေသူလိုက်ထွင်သူပေးရသူကျတော့လိုက်မထွင်ဘူးကျွန်တော်ပေးရရတော့ကတ်တယ်စကားတွေပြော အဲ့ဒီစက်ကြီးတော့မချမ်းဆို ကျွန်တော်ကပြောချင်တယ်လို့ဆိုပြီးပေါတက်ကရည်လေးတင်းပေါတက်ကရည်လေးပြော အားရရောက်ခါလေးကုန်း ကဲ ညာလိုက် ဆောင်းတယ်ရက်ဆက်လို့ ချစ်စီပါ ဆောင်းတယ်ထိုးရအများကြီးပဲထုတ်ပြီးသားပြီကျွန်တော်ခဏလေးတော့ပို့လိုက်ပြီအိမ်ရောက်ဆိုရင်ပင်လေရပြန်လာပင်လေရပြန်လာဆို အဲ့ တော့ ဒါအဲ့ဒါ6ပါလားစစ်မိမစစ်ပါစစ်6 ဆိုဘာလို့ကဲဘယ်မြန်မာပြည့်နေများကော်ဖီကညာအီးဆိုပုံမှန်ကော်ဖီတောက်လို့မရှိဘူးသတင်းစာပို့ရင်တော့ညာအီးနေတကောင်းလေးနေတောက်တယ်ဗျာအခုကဘယ်မြန်မာပြည့်နေကြားနေဟိုပြီးခဲ့နှစ်10လပိုင်းတော့ညီနေညီမလာတယ်အဲတော့အများကြီးပဲမှားလို့ကော်ဖီထုတ်ပေါင်းကိုထုတ်ကြီးကိုငါတို့6ထုတ်လောက်မကအောင်နဲ့တူတယ်ကျွန်တော်တီးတမ်းမှာအဲ့ဒါလေးကုံတော့ အန်တူအိုကိုရှိတော့ပါ ကုံသွားပြီဆိုတော့ဂျားထဲမှာတလားကြော်လောက်ရှိတယ်တောက်ရတာခုကစောင်းတီဂျားတွေကနေပြီးတော့ထုတ်မှားလိုက်တာပေါ့တောက်ချင်လို့ငါရောက်ထုတ်ဖောက်ပြီးချက်ချင်းပဲစောင်းထုတ်ဖောက်ပြီးစောင်းမကြည့်ဘူးကော်ဖီရင်ဖြောတောက်တယ် အန်တူအိုကိုရှိတော့ အဲ့ဒါကြောင့်မှခဏကိုဖြစ်လာတာဒီလိုတွေစားလို့ဒီလိုတွေတောက်လို့လား မဆရမဆရအန်တူအိုကိုရှိမတ်တီ စမ်းစီရမင်း
တော်ကောင်းရင်တော့စာတင်တာဘယ်လိုပြောမလဲဘယ်လိုထူးချွန်တယ်လို့ပြောအောင်ဗျာသူတင်တာလေးတွေက မြတ်သွားပြီ ညံကြီးတာညံကြီးပဲခုခုဆိုရင်ဘာလေးနဲ့တွဲမှတ်မယ်ဘာလေးနဲ့တွဲမှတ်မယ်ဆိုတော့အလိုပုံစံမျိုးလေးတင်တယ်ကိုလုံးကကြည်ဘူးတယ်ခုတော့ဖြီးစရာလည်းမရှိတော့မကြည့်ပြတော့အရင်ကတော့ဝင်ကြည့်တော့ညလုံးကကြည့်တယ်လောတဲ့ရောင်းထွက်ဆုံးတော့အန်ဒူဆက်လို့ အန်ဒူသမားကြီးဒါဖိုက်တင် အန်တူသမားကြီးတဲ့အန်တူသမားကြီး fighting မှာနောက်ကျရင်ကျွန်တော်နဲ့ level 2 fight ကျွန်တော်နဲ့ level 2 fight ခုတော့ခင်ဗျားတို့ကျုပ်စောင့်နေတာခင်ဗျားတို့ကျုပ် body ကစောင့်နေတာဟုတ်တယ်ဖြီးမဲ့ဖြီးတော့အန်ဝန်းဖြီးတော့တော့ခု level နဲ့ကြားနေကြားတဲ့တစ်ထောင်နာ လိုက်လိုက်တယ်စောက်ဒီစမစဖိုက်မနေ့ပြန်တာထက်ရအောင်ထက်ရအောင်မှာ yes ကျွန်တော်ပြရခွင့်မရောင်းသေးဘူးနောက်ပိုင်းကျွန်တော်အလုပ်လေးကြောင်းထိုင်လို့ရှိရင်တော့တွင်ကျေသွားရပါတော့ခုကလုပ်ငန်းစလို့and 2တော့လည်းကျွန်တော်ဒီမှာ and 3တော့လည်းကျွန်တော်ဒီမှာဝယ်တယ် and 2ကျတော့လည်းကျွန်တော်ဒီမှာဝယ်တယ် and 1ကျရင်လည်းဝယ်တယ်ဆိုရင်အနည်းဆုံးဖိုင်နယ်လောက်ကျရင်တော့ကျွန်တော်အနည်းဆုံး discount လေးပါလို့လုပ်ပေးတယ်အောင်နော်ကြိုးစားမယ်ကြောင်းအားကောင်းလာခဲ့ကြောင်းအားလည်းကောင်းပြီးကျွန်တော်ဒီမှာအမြဲအားပေးတဲ့လူတွေပေါ့ကျွန်တော်ဒီအားပေးတဲ့လူကြာနော်ကျွန်တော်ဒီအားပေးတဲ့လူကြာအဲ့လိုမျိုးတွေဗျာစိတ်ကူးတာကတော့နည်းနည်းလေးပေါ့နော်အားလုံးအတွက်စိတ်ကူးတာရဒါနဲ့ထည့်အောင်စောက် ဆောင်းရ ခုလောက်ထည့် ဒီအိတ်ပြအကြီးအိတ်ကြီး ဟုတ်တယ် ဟာအကြီးဆုံး ဟုတ်တယ်ဒါဆန့်နေနော်ဒီချက်ဆန့်အောင်တိတ်နေပါ ကြီးရုံးမြန်ကဒီမင်းဒီစောင်းအုပ်ကြီးကိုပဲဒီထဲထည့်ရမယ်လေမသိရင်ဒီကအောက်ခြေကထိုင်ထားတယ်ဗျာဟိုကကြွအိတ်ကြီးအောက်ခြေကထိုင်ထားတဲ့ဟိုကလေးရှိရနည်းနည်းကျဲတော့သူကပုံမှန်ဆိုရင်ဖိုင်လေးထိတဲ့အဆင်းတော့ပဲရှိတယ်ဒီစောင်းကြီးအများကြီးထိတာကဲသူများထည့်ပြီးတော့ဟိုလုတ်ပြီးတော့ကိုယ်တိုင်ထည့်ရတော့မယ်စင်ရအောင်ယာတို့ကတော့ချက်ချင်းတက်ချက်ချင်းတက်ပါခုနဦးကြီးဟုတ်ပါမလားဆန့်နေသူများနေမမတိတ်ကနေအောင်ထည့် ဒီလိုအဖို့အဲ့ခုနအလုံးထည့်ရပြီဒါလေ6အရင်ထည့်ပြီးအပါးလေးတအုပ်ချန်ထားပြီးပြကြမှာအပါးလေးတအုပ်အပေါ်ကနေပြီးထိုးတယ်နော်ရင်ဝန်းတော့ဒါကြီးလို့ကိုမိတ်တော့အခုစိတ်ချပိုးတာပါသွားမယ်ကျွန်တော်ထည့်ပြီးရဲ့အကျမ်းမနေသေးအောင်အဲ့တော့စိတ်ချမွေးကလေးကမှကျွန်တော်သူများစီကစံနေပါလေချီးရပြအရေးပေါ်အရင်စံမကြည့်ရတယ်ဆိုတော့ဒေါသမလားဒီမျိုးစံနေပါလေပြန်ချီးဆက်ရင်ကျွန်တော်စိတ်လုံးနေခမောင်းမောက်လုပ်ပြီးလက်တွေပါကျန်းချနေဘူးလို့သူတို့အတူလည်းမတောင်းဘူးအတူလည်းပြီးရမလို့ကိုအင်ဂျင်နီယာချင်းနေဟိုမိတ်ဖြစ်ဆွေပြီးမိတ်ဆွေတွေအနေနဲ့မို့ချီးတာဆိုတော့အတူမှပြီးရမလို့ရောပတ်စံနေချီရင်တစ်လဘယ်လောက်ပေးရတယ်ဆိုတော့အတူတွေရှိတယ်ရောစံဆိုရင်ဘောလက်ကျမ်းနေခမောင်းမောက်ပြန်ပေးအလူချင်းရှိအဲ့တော့အခုလဲအပူသာပါသွားလိုက်မယ်ဆန့်ချီစားဟာစံချီတာပြောပြီးလေဟိုလိုမရှိလို့ဆိုရတယ်ကွာအရေးပေါ်ပေါ့နော်ကိုယ့်အိမ်ကစံမကြိတ်ရသေးဘူးဆိုလို့ရှိရင်ပေါ့ကိုယ့်အိမ်ကစံမကြိတ်ရသေးရမျိုးနဲ့ကြုံလို့ရှိရင်သူများစီက
ဆန်ကတခါကျရင်မိုးရွာကြီးတဲ့ဆန်တော့ကြည့်အဆင်မပြေဘူးပြစဘာလေးပါခါကျရင်နေဟုတ်ဘူးလို့မအားလို့မကြည့်ဖြစ်တယ်ငါဒေါင်းလောက်လှည့်ပါအောင်ဘာညာပေါ့နော်အမေရောလည်းပြောတယ်ဟောကို့ရှိလို့ရှိရင်လည်းသူများမကြည့်ရသေးရင်အလိုမျိုးပဲဗျာဟောအင်းကြီးနာချင်းနေဆိုတော့အဲ့တိုင်းပါပဲကျွန်းကိုင်းမိကိုင်းကျွန်းမိပေါ့ ဒီ6ခုနအုပ် ဘယ်မှာပြောနေကျွန်တော်ဒီမေ ဒီမဲ့ကြောက်တာမကြောက်ခုနအုပ်ထည့်ပြီးဒီကကြတယ် ညဘူးထိတ်ရောရေးအခီလာမီတာ ဒီကပဲတာဒီချမ်းတယ်နဲ့ကြည့်လားစောင်းတာ သုံးအိုသောခုနှစ်အိုမယုံချင်းယုံနေယုံနေဒီလိုလူချမ်းစိတ်ချမ်းလက်ချမ်းရင်ပြောပြတယ်ကျွန်တော်ဒီယူဒီကလို့အလိုကွာစတာပါနော်ရှောက်ယူအဲ့တော့ကျွန်တော်ကအဲ့ကိစ္စမရဘူးဆိုတော့သူ့တဲ့တိုင်းထည့်တာတော့သူ့တဲ့ပိုင်တော့ကျွန်တော်လုပ်နေဟုတ်တယ်လေခဏလေးပဲရှိသေးရခဏလေးပဲရှိသေးရကျွန်တော်ဘိုင်းမယ်နှစ်မျိုးသုံးမျိုးလာတယ်ကျွန်တော်ဘယ်လိုလုပ်ရမှာလဲဟုတ်ဘယ်လိုပဲပြောလိုက်တော့တနည်းအားပဲပြင်မယ်တနည်းအားပြင်မယ်နော် ရှင်းတကပါလေရတာလောက်ရှင်းတယ်ရတယ် ဟာစားတော့ဆိုင်မှာလုံးလို့တယ်လေတနည်းအားပဲပြင်စားတော့ဆိုင်ဘယ်နေနေပေါ့ဘယ်နေရာတနည်းအားလောက်တင်ညောင်းလုံးနေပြောနော် မရရင်တိတ်နေပါလားကျုပ်ကကြည့်လာ တိတ်နေလား ဒီလိုလေးကုလို့စိတ်ပါလိုက်နေစိတ်ဒါပေမဲ့ဒီတိုင်းစိတ်ကိုစိတ်ချကတ်ထိုင်စကူဒီအဒီနဲ့မထည့်ရတာ လက်ရဘူးဖြုတ်လိုက်တယ် တော့ရဖြုတ်တယ်လား ခုနဟုတ်တယ်ဖြုတ် ဒီစားကခုနလေးကနေမကြည့်ဘူးလားအကြီးတွေနှစ်အုပ်ပါ ဟမ်အဲ့ဒါဟုတ်တယ်ခုနမိကုန်းဟောက်ဆောင်ခုနတော့ခိုင်းနေတယ် ဒူတော့ဒူနော်အေးဒီစားကဒါကြောင့်မို့တိတ်နေပါဒီတိုင်းဆိုလောက်ဖို့မလို့ရ ဒီကတည်းကတာမှာအပိတ်တိတ်နေပြီတယ် ဟောရ ရဘူးပုံထည့်ပြီးပါလို့ရုံခန်းဒီခန်းဒီလိုမှနေတယ်မယ်မင်းကြောက်တယ် ဟောတုတ်ထဲဆိုအလိုပါနေ တောင်းထဲဆိုရင်သူက30စင်တီမီတာအထိတောင်းထဲရင်ပါနေ30စင်တီမီတာကျော်လို့ရှိရင်သူက600ပဲ တွေ့စောက်ဒီမှန်တုတ်ထဲမှန်မယ်ဆိုလို့ရှိရင်400ပေါ့နော်ပို့က400ကျော်430တကယ်လို့စက်တူမှန်မယ်ဆိုလို့ရှိရင်600ဘယ်လောက်တော့600ဝန်းကျင်600အတိကျရတဲ့ ဆက်လိုက်ဆို ကဲကျွန်တော်တော့လိုပါဘူးတိတ်ကတော့ခြေကပ်ပေးလိုက်တယ်အဲ့မဲ့ချုပ်ယူကြောင်းထက်ကြီးဆိုတော့မီးယူရတာတိတ်ပတ်ပေးလို့လိုက်မယ်တိတ်ကဒီတိတ်ကြီးလား ဟုတ်တယ်အဲ့ဒါနီးလေးနဲ့ပါလေဒီကနေနှခမ်းကနေလုပ်တယ် ရနေချုပ်ယူတော့ ချုပ်လို့ဝင်လာတော့ဟောဖျားလေး ဘုရား မာဒီမဲ့ဒီအဟာကဒီလား အဲ့ဒီအခါရမဆွေးဘူးလို့အဲ့ကဖြစ်ဘူးမဖြစ်ဘူးဒီကဖြုတ်ပြမယ် ပြေးတာလိုက်ဟုတ်နမလေးပြရတယ် ဒါတော့ပထမဆုံးလွယ်တဲ့ဟာတစ်ခုရတယ်ထီပေါက်တယ်ကျမပေါက်တယ်ဒီကိုတော့ စာဝင်ညံ့ရောင်းရတာ ဂျပန်ထီပေါက်တယ်ဒီကိုတော့
အော်တခါတည်းညအလုပ်တွေကပါရဲ့အလုပ်တွေပြောတော့ဆရာဝန်ထုကိုကြည်နေဆရာဝန်ထုကစောက်တွေဝေတော့ဆရာဝန်ထုありがとうが見てくれてဆရာဝန်ထုကဆရာဝန်ထုခေါ်တာမသိဘူး အန်ဒူအိုကွက်ရှင်ဟိုအဖြူလေးအန်ဒူအိုကွက်ရှင်တော့ခံကြည့်လို့လို့အိုခီဝါဒိုခီဝါဒိုအန်ဒူခီဝါဒိုတော့အိုကွက်ရှင်တော့ခံကြည့်လို့မတော့ရော့ ကျွန်တော်ရောရင်ကြောင်းတော့လုံးလိုက်ရမှာ ညာပြီ ကလေးတွေကြောင်းဖန်တာတော့ဟုတ်တယ်နော် တော့အန်ဒူစန်ဆယ်ရမင်းဆက်ထည့်တာ ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါဘုရားကြောင့်ပြောကျွန်တော်ပဲဖြစ်ပါမယ်ဘုရားကြောင့်တော့ကြည့်သူများ channel တွေတော့အများကြီးကြည့်မင်းသားပူရှင်တွေကြည့်ဆိုင်ကယ်စီးရှင်နဲ့အလုပ်တော်ရှင်နဲ့လည်းကြည့်နားထောင်အမြင်မကြည့်နိုင်နားထောင်အသိပဲကဲညတို့ကျွန်တော်ပုံမျိုးပြစကပ်ပုံလေးနေကင်းတော့ရိုက်မလို့ဒီပင်နေတော့မိမမပါလာတော့မရိုက်ဖြစ်မရိုက်ဖြစ်ရိုက်မလို့တွေးတာမနေ့တော့မှတော့ဟိုစပြီးဟောပြောဝဲနားထောင်နေပါနားထောင်ခြင်းနဲ့တင်းတော့ပို့ရှင်နားထောင်တော့စာရေးစီပြောတာမြန်မာပြည်မှာပေါ့နော်ငင်းချင်းကြီးကောင်းဆောင်ကြီးပေါ့နော်ပြောရှင်နဲ့အိုဘားမားမစ္စတာအိုဘားမားလာတော့ပြောပါဦးကျွန်တော်မြန်မာပြည်မှာငင်းချင်းကောင်းဆောင်တယ်လို့အိုဘားမားဖြစ်ပါမြန်မာပြည်မှာလေအိုဘားမားငင်းချင်းကြီးနဲ့ပတ်သက်တဲ့သမ္မတအခုမြန်မာပြည်မှာလာရှင်းတဲ့သူကပြောပြတာပေါ့နော်ဒီတော့ကန်းကြီးတခုကတော့ကလင်းလေးတစ်လုံးတွေ့လိုက်တော့စာရေးတရားပြန်ပြောတော့ကျွန်တော်ပြောပြအောင်ဗျာအဲ့လောက်ကြီးတော့မပြီးတော့အဲ့ဒါအနီမားတဲ့သူကပလင်းလေးကိုလက်ကနေဖွင့်လိုက်တာဖွင့်လိုက်တော့အဲ့ထဲမှာကွမ်းရမဲတော့ဟိုနတ်သမီးတစ်ပါးတွေခွတ်တဲ့ဒီထဲမှာနှစ်တော့จะပိတ်မိလို့ငါ့ကိုကဲတင်လိုက်တဲ့ကျေးဇူးအများကြီးတင်နေဒါကြောင့်ဗျာအလူကရှင်ဒီဘက်အစွန်ဆုံးမှာချတော့အေးအဲ့ဒါနေမှာတရတော့ရောက်ခဏလိုပဲခဏအုပ်ဆက်ဖြစ်အောင်တယ်ဇာကနေပြီးတော့မှပြောဘယ်ရောက်သွားလဲမသိဘူးကျွန်တော်စီအထက်ကဆိုတော့အဲ့ဒါဒီရမလားနတ်သားနတ်သမီးလူတွေကနဲ့သူတို့ကူနေလိုက်လို့မင်းလူရစုတောင်းငါမှပေးရစုတစုတော့ရှိတယ်ပေါ့လူရစုမင်းကြိုက်တဲ့စုတစုတောင်းလိုက်မစ္စတာအိုဘားမားနဲ့ကျွန်တော်ငင်းချင်းကြီးကောင်းဆောင်ပဲဖြစ်တော့ဒီကဘာကြီးမှာနေထိုင်ရတဲ့တက်ရှိတဲ့တော့လူသားအားလုံးငင်းချောင်းလုပ်ပေးပါပေါ့နော်ရုပ်ရှင်ငင်းချမ်းတဲ့ဘဝတွေဖြစ်အောင်ဆောင်ရွက်ပေးပါဆိုပြီးပြောပေါ့အဲ့တော့လက်သမီးရဖြိုးရတယ်လူပေါင်းလောကသလောက်ရှုပ်ထွေးတော့မိသားစုတစ်စုတောင်မှအဲ့လိုမျိုးအားလုံးငင်းချမ်းတွေ့ဆိုရှင်ဖြစ်အောင်လုပ်ပေးဖို့မလွယ်ဘူးပေါ့နော်
ဒီသားသူများရဲ့အင်ကြီးပြောတာပါကိုကကဘာလုံးနဲ့ဆိုင်တဲ့ကိစ္စကြီးဆိုတော့လုတ်ပေးဖို့မလွယ်ဘူးလို့ပြောလိုက်တယ်ပြောတော့အိုဘားမားဟုတ်ပြီဗျာတဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့မစ္စတာအိုဘားမားရဲ့အမျိုးသမီးမြင်မှုကြောင့်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့အညာအိုက်စုကိုဖြည့်ဆည်းပေးနိုင်ကျွန်တော်ရဲ့အမျိုးသမီးကိုတဲ့မစ္စတာအိုဘားမားပြောကျွန်တော်ရဲ့အမျိုးသမီးကိုရဘာမှရှိတဲ့မျိုးသမီးတွေထဲမှာစိတ်ဝင်စားမှု တမရဟောင်းကိုပြောဦးပါမှာ အေးဘောမြန်လက်ရှိရမစ္စတာထောင်ဝါအဲ့တော့မစ္စတာဖရန့်အရင်တော့ပထမအကြိမ်ရင်တော့အိုဘားမားနော် လေပါတော့ အဲ့တော့ပြောပါဗောကျွန်တော်ရဲ့မျိုးသမီးကိုဗောနော်ဘာမှရှိတဲ့မျိုးသမီးတွေအားလုံးတွေမှာစိတ်ဝင်စားမှုအရှိဆုံးဗောနော်စိတ်ဝင်စားမှုအကောင်းဆုံးဗောမျိုးသမီးဖြစ်အောင်ဖန်ဆင်းပေးပါလို့ပြောလိုက်တာဗောပြောင်းလဲပေးပါလို့ပြောလိုက်တော့ဟောသူရဲ့အဲ့တော့ငင်းငင်းနဲ့သမီးငင်းငင်းနဲ့သမီးပဲပြောရမယ်ဗျာလူရစုတောင်းတဲ့အဲ့မှာတောင်းပါလို့ပြောတဲ့နဲ့သမီးကပြောတာရှင်ရဲ့နံပါတ်2တောင်းဆိုချက်ကတော့လုံးဝမဖြစ်နိုင်ဘူးနံပါတ်1စုပေါ့နော်နံပါတ်1တောင်းတဲ့စုတကဘာလုံးမှရှိရဲ့တကဘာလုံးမှနေထိုင်ကြတဲ့သက်ရှိသတ္တဝါအားလုံးနဲ့လူသားအားလုံးငင်းညမ်းပါစေငင်းညအောင်ပဲငါစုတောင်းပေးလိုက်တော့မယ်တဲ့အဲ့လိုပြောတယ်တဲ့နော်ဟုတ်လားအဲ့တော့ဟာတာပြောတာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီမနဲ့တုံး ဒီမှာမိမလူကနှစ်ခုပြီးတော့မှရှင်း ဒါကြီးထည့်တာဒီမေလီခုနဦးကြီးထည့်တာထည့်တာဟိုပါဖြစ်တယ် ရတယ်တိတ်မဖြည့်တယ်ဆိုရင်ပြီးတာပဲတိတ် ဟာယောဒီမှာပုံပြောပြသည်ဒီကလေးကိုမမမျိုးတီးအောင်ကြီးသူများကြီးတင်ပါလိမ့်တော့ ကြည့်လိုက် ထားပါနေအဲ့ဒါကျတို့မာဂါစေတဲ့ကြည့်ရဆရာမကြီးကြည့်လောက်တာချိုးပြရလားဆိုရင်စောင့်ကြည့်ဟောလေဟောပါဟောကနေရော ဒါတော့ဟာခဏကြီးထည့်ထားတဲ့စာအုပ်လေး ဟုတ်လားဗျာဒီတိုင်းလေးကက်တာခုနအုပ်ဆိုတော့ဒီအမအိုးွယ်ရှင်နေဆိုထူးနေဆန်းတော့ဆန်းပါလေဒါတိတ်တော့မလူအောင်ဒီအကြည့်ရဟိုနေရှင်ခေါင်းနေရှိနောက်ဆက်ကိုယ်က စာအုပ်ဒီက ကဲ နှစ်ချင်းပြည့်တော့ ပုံမှန်ဆိုသမင်းစားပြီးလမ်းလေးရှောင်းနေကြဒါအကျမ်းမရေးလိုက်တာဒီလိုလိုက်သားလို့လေဒီလိုခဏကိုမျိုးကိုပိုင်ဆိုင်တာဒီအသက်ရွယ်နေအဲ့ဒါကြောင့်မို့လို့ဒီကနေ့တော့ဒီလည်းဆိုအောင်ဒါဟိုလက်ကနည်းနည်းလှုပ်တော့ပါဇက်ကများများလှုပ်တယ်ဟိုကော်ဖီကဂုံသွားရတော့ဟိုခရုံးနေချင်းနေကော်ဖီကတောက်စားမရှိတဲ့ကော်ဖီဆိုတော့တောက်နေကြကော်ဖီဆိုတော့ပြဿနာမရှိဘူးတောက်နေကြကော်ဖီလို့ပြောရအောင်ကော်ဖီဆိုရင်စူရူဟာကော်ဖီဒီမိုက်ဘလန်ဒီပေါ့နော်အဲ့ဒါလေးတောက်တော့တော့ဒီဘုရားဆိုရင်တော့အိမ်ကလူတွေတော့တောက်ဖို့မြန်မာပြည်နှံ့ဖို့သူ့တော့မပို့နိုင်တော့မပို့နိုင်တာမဟုတ်ဗျာမြန်မာပြည်ရောက်ဖို့ကမလွယ်ဘူးလင်းရင်နဲ့ပို့ရင်တော့တောင်ကျန်းကြမြောက်ကျန်းကြပြီးရင်လုံးမဟုတ်တော့သွားထုတ်တဲ့နေရာတွေလေဒုက္ခရောက် ကုံသွားပြီတော့တရားမှလည်းလက်ပြန်တရားမှထည့်ရတော့နော် ကဲလိုက်တယ်လောက်ပါတင်းနေတော့အုပ်ပတ်တီးနေတာစီပါတော့ဆိုတော့လေ ကဲကျွန်တော်လည်း professional ဖြစ်ပါပြီ ဒီလောင်းကိုစမ်းစမ်းနောက်ရက်ကျရင်တော့ကျွန်တော်ဒီလိုလုပ်လို့ရှိနေကြစာအုပ်ဖတ်ပြီးစာအုပ်ကြောင်းလေးပြောပြမယ်ကျွန်တော်ဒီမှာရှိတဲ့အဲ့မဲ့ကျွန်တော်ဒီမှာရှိတဲ့စာအုပ်ရဝတ္ထုစာအုပ်တွေလိုဟာတာစာအုပ်တွေလိုသိမရှိဘူးဗျာဟိုရီတော့ရှိတယ်စာရေးဆရာကြီးဦးနူရဲ့မိတ္တဗလာတိကာတို့အိုက်စာအုပ်တွေတို့ဒီ
ဒီပြင် ကွက်တိရှိ ဟာလေ ကိုရီးယား money management money philosophy အဲ့လိုစာအုပ်တွေอยู่ရှိကျွန်တော်လည်းဘတ်ချီတက်အိုးတော့ဖွဲ့လိုက်တာ intro နဲ့တင်ပြင်းတော့ဖတ်စရာမရှိတော့တဲ့နောက်ပိုင်းရင်တော့သူတို့ဖတ်ရင်ဖတ်ကြည့်မှာလောလောဆယ်တော့မဖတ်ကြည့်ဘူးโอเค ကျော်ရချောလုတ်ပိတ်ရဲ့တဲ့နော်လုတ်ပိတ်ရဲ့မရှိသလောက်ပါပဲဗျာမနေ့ကင်းသတင်းလာပို့နေကင်းအလုပ်သွားနေကင်းလုံနိုင်တော့မနေ့ကင်းသတင်းလာပို့နေတော့ဒီနေ့3နာရီတော့လုံလေးရရှိခုတော့ဒီဟာတွေကတော့အလုပ်လို့မခေါ်ဘူးပေါ့ဗျာကိုယ်ရင်းနေဆိုတော့ကိုရီမိဘတွေတို့အိမ်ကတောင်းပြီးလုပ်ငန်းဆိုလုပ်တာတောင်းဆိုလုပ်လို့သိမထင်ဘူးဘယ်လိုတော့ဝင်ငွေလည်းချက်ချင်းမရအောင်အသီးနှံပေါ်မှာရဆိုတော့လုပ်လို့ကိုမထင်တာအိမ်ကလုပ်တွေတိုင်းမဲ့လုပ်လိုက်ရတာဒီကောင်မလေးတွေချင်းအဆိုချင်တာတော့ညကိုယ်တန်ထိုးမဲ့လူတွေရှိရင်ရှိတယ်အလိမ့်မဲ့လူတွေသူရလည်းပေါက်တဲ့အဲ့ဒီချင်းကြော်ပြီးတော့သူများတယ်တော့ပြီးတဲ့ကြိုင်လေးသူဂျိုးထောင်တဲ့ပုံစံမျိုးလေးလိုလိုက်စုပ်တော့ဗျာပုံစံလေးလာတယ်ဒီကနေ့ဂျိုးထောင်မျိုးသူလူပြန်ကတ်လိုက်တဲ့ပုံစံမျိုးလိုအဲ့ဒါထဲထဲမှာမောင်ကျိုး ဘယ်ဟုတ်မှာလို့ဂျိုးလေးကလူလေးထုံးမှာဟိုနေမြောင်နေဖြစ်မှာပါလို့ပါလေ တိတ်ကလေးနဲ့ပြည့်တဲ့နေရာတိတ်ကလေးနဲ့တော့ကဲရတယ်စစ်တိုက်တော့ပါလေဆိုတော့တရားတန်းချက်လေးပေါ့စစ်တိုက်တာအဲ့တော့ဒီလုံးလေးနေချင်းတော့ရှိအောင်ကျုပ်ကစူးသွားလုံးတာဆိုတော့စူးကြည့်ရတော့ပေါ့စစ်သွားတိုက်တာတော့မရောက်မယ်ပြောပါနဲ့မိုးပြသူ့ရဲ့ဟိုမကြိုက်ဘူးမဟုတ်အဲ့မဲ့ तू ကကိုမီကကိုဖူးနေသက်ရွယ်သူဆိုတော့ဒီလိုဒီစားရဗျာကိုလည်းကြည့်ပါ तू ကဒီပါလို့သူတွေပါလို့ထိုင်ရဆဲအောင်ဆဲနေဟုတ်တယ်ဆဲနေကိုပဲဆဲပဲတယ်လိမ္မာလေးတော့ကဲစီဂျိုရက်စကဒါဆိုကြံလေးတွေရှိတော့စစ်တော့ဒါလေးထည့်အောင်ဘာထည့်ရလဲမသိဖြစ်ရောシリアスさせていただけますか？一応かなりマネや。さやて。いいとこじゃね。あや。じゃあ。何かましょうな。休憩しましょう。か。バイバイ。继续俾ကြတဲ့တယောက်ချင်းစီတိုင်းကိုကြည့်သူအများကြီးတင်ပါတယ်ဗျာ။